ချိန်ဆိုတာကဘာပြည့်ရင်အောင်ရှေ့ကိုဆက်သွားနေမဲ့ဘယ်အရာကမှတားဆီးလို့မရတဲ့စัจ java လာရဲ့ဥပဒေသားတစ်ခုပါလူသားတွေကဒီလိုဖမ်းဆုပ်လို့မရတဲ့အချိန်ကိုတိုင်းတာဖို့ဘဝကိုစနစ်တကျတိဆောက်ဖို့နိုင်ရန်ရားတွေကိုဖန်တီးခဲ့ကြပါတယ်ဒါပေမဲ့အတိတ်ရဲ့မနက်ခင်းတစ်ခုမှာတော့မြို့တစ်မြို့မှာရှိတဲ့နိုင်ပေါင်းတောင်းနဲ့ရှိဟာတစ်ချိန်တည်းမှာပဲထာဝရရက်တန့်သွားခဲ့ပူပါတယ်1945ခုနှစ်ဩဂုတ်လ6ရက်ဟီရိုရှီးမားမြို့ရဲ့နနက်ခင်းဟာထူးခြားမှုမရှိဘဲတာမန်အတိုင်းလေပတ်နေခဲ့ပါတယ်လူတွေဟာသူတို့ရဲ့လက်ပတ်နာရီတွေကိုကြည့်ပြီးအလောက်ခွင်သွားဖို့ပြင်ဆင်နေကြချိန်ပေါ့တကယ်တော့အဲ့ဒီအချိန်မှာကောင်းကင်ယံမိုင်ပေါင်းများစွာအထက်မှာလဲတခြားနာရီတစ်လုံးကအချိန်ကိုက်လေပတ်နေခဲ့ပါတယ်အမေရိကန်စစ်လေယာဉ်အန်နိုလာဂေးဘော်ကလမ်းပြအရာရှိကပတိန်သီယိုဒေါဟာသူ့ရဲ့စစ်သုံးလက်ပတ်နာရီကိုစိုက်ကြည့်ရင်ဘုံလွတ်ရှာမဲ့အချိန်ကိုကြည့်ရှုရည်တွက်နေခဲ့တာပါနနက်8:15မိနစ်သူတို့ဟာလစ်တပွိုင်းလို့အမည်ရတဲ့ကြောက်မက်ဖွယ်အနုမြူဘုံကိုမြို့လေကောင်တက်တက်စီလွတ်ချလိုက်ပါတယ်အဲ့ဒီမိနစ်အပိုင်းစဟာလူသားမျိုးနွယ်ရဲ့ကံကြမ္မာကိုထာဝရပြောင်းလဲပြစ်လိုက်တဲ့အခိုက်အတန့်ဖြစ်လာခဲ့ပါတယ်ဘုံဟာမြို့ပြကြီးရဲ့ကောင်းကင်ယံမီတာ600အကွာမှာပေါက်ကွဲခဲ့တာဖြစ်ပြီးနေမင်းအစင်းတစ်ထောင်ထက်ပြင်းထန်တဲ့အလင်းတန်းကြီးလက်ခနဲဖြစ်သွားတဲ့အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲမြို့ပြကြီးတစ်ခုလုံးဟာပြာကျသွားခဲ့ရတယ်လို့မြို့ပေါ်မှာရှိတဲ့နိုင်ရန်ရားမှန်သမျှဟာလည်းတပြိုင်နက်တည်းအသက်ပြောက်သွားခဲ့ရပါတယ်ဒါဟာမီးလောင်လို့ပျက်စီးသွားတာမျိုးမဟုတ်ပဲနက်နဲတဲ့သိပ္ပံနည်းကျဖြစ်ရတစ်ခုပါအဲ့ဒီခေတ်ကတန်ပန်းနဲ့လဲပတ်တဲ့စက်နာရီတွေဟာဘုံပေါက်ကွဲမှုကထွက်လာတဲ့ရိုက်ခတ်မှုလှိုင်းတွေကြောင့်နိုင်အတွင်းပိုင်းတွေကနုနေလာတဲ့ဘဲလန့်ဝီးတွေဝင်ရိုးတွေဆက်ရှင်းကျိုးပြက်ကုန်ကြပါတယ်အဲ့ဒီအပြင်ရုတ်တရက်လေထုဖီဟာအပြင်းအထန်ရိုက်ခတ်မှုကြောင့်နိုင်မျက်နှာပြင်မှန်တွေကလည်းအတွင်းထဲကိုကောက်ဝင်သွားပြီးနိုင်လက်တံတွေကိုဖိညက်ပစ်လိုက်တာမလို့ရှေ့ဆက်မရွေ့နိုင်ပဲ8:15မိနစ်တိတိမှာကန့်ကြီးရက်တန့်ကုန်ကြတာပါဘုံရဲ့ဖြက်စီးမှုအချိန်ဟုံဟာလက်ပတ်နာရီတွေကိုတင်ရက်တန့်ပြစ်ခဲ့တာမဟုတ်ပါဘူးပောက်ကွဲမှုဗဟိုချက်နာကဆူမီတိုမိုဘန်ရဲ့ကြောက်လီကားတဲ့ပေါ်မှာတော့ပိုပြီးတုံလို့စရာကောင်းတဲ့နာရီတစ်လုံးပေါ်ပေါက်လာခဲ့ပါတယ်ဘုံပေါက်ကွဲတဲ့စက္ကန့်ပိုင်းအတွင်းမှာအဲ့ဒီနေရာမှာထိုင်နေခဲ့တဲ့လူတအူးဟာဒီဂရီစင်တီဂရိတ်ထောင်ရှည်တဲ့အပူချိန်ကြောင့်ချက်ချင်းအငွေ့ပြန်ပျောက်ကွယ်သွားခဲ့ရပါတယ်ဒါပေမဲ့ဘုံရဲ့ပြင်းထန်လာတဲ့အလင်းတန်းဟာအဲ့ဒီလူရဲ့အရေးကိုတော့ကြောက်ပြားပေါ်မှာကင်မရာရိုက်လိုက်တယ်လို့မျိုးထာဝရဆွဲတင်ကြံရည်စေခဲ့ပါတယ်။သမတ်ပညာရှင်တွေဟာအဲ့ဒီကြောက်နေရန်ပေါ်ကလူသားအရေးရဲ့တိမ်းဆောင်းမှုကိုနေနာရီလိုကြည့်ပြီးဘုံပေါက်ကွဲခဲ့တဲ့အချိန်နဲ့နေမင်းရဲ့ဒီနေရာကိုကွက်တီပြန်လဲတွက်ချက်ပြနိုင်ခဲ့ကြပါတယ်။အရေးရဲ့တိမ်းဆောင်းမှုကိုဖော်ပြတဲ့အချိန်ကတော့အားလုံးသိကြတဲ့အတိုင်း8:15မိနစ်တိတိပါပဲ။ဒါဟာလူသားတစ်ယောက်ရဲ့ဘဝနီကုန်းကိုအချိန်မှတ်တမ်းအဖြစ်ထာဝရရှန်ထားရစ်ခဲ့တဲ့ခြေခွဲဝယ်ရာလူသားအရေးနိုင်ပဲဖြစ်ပါတယ်ဒီကြောင့်မဖွယ်ရာစွမ်းအင်လိုင်းဟာဘုံကြရာဘိုးချက်မာတယ်မဟုတ်ဘဲမိုင်ပေါင်းများစွာအကွာအဝေးထိပြန့်နှံ့သွားခဲ့ပါတယ်အသက်59နှစ်အရွယ်ဖခင်တဦးဖြစ်သူကင်ကိုနီကာဝါဟာဘုံဘိုချက်နာကတရားပေါ်မှာပြင်းထန်တဲ့မီးလောင်တန်းရာတွေရခဲ့ပေမဲ့တီမင်းကိုအန်တူပြီးသူ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ထူးဆန်းတာကသူ့သားဖြစ်သူကအမတ်တရပေးထားတဲ့သူ့ရဲ့အိတ်ဆောင်နာရီလေးဟာ8:15မိနစ်တိတိမှာပဲရက်နေခဲ့ပြီးကင်ကိုဟာလည်းရက်ပိုင်းအကြာမှာပဲကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။နောက်တစ်ချိန်တည်းမှာပဲဘုံဘဟိုချက်နဲ့4ကီလိုမီတာကျော်ဝေးတဲ့အိမ်ထဲမှာရှိနေလို့အသက်ဘေးကလွတ်မြောက်ခဲ့တဲ့အသက်22နှစ်အရွယ်လူငယ်တာရာယိုရှီကန်တာရဲ့လက်ပတ်နာရီဟာလည်းပြင်းထန်တဲ့ရိုက်ခတ်မှုလိုင်းတွေကြောင့်ဘာမှမထိခိုက်ဘဲနဲ့8:15မိနစ်တိတိမှာချက်ချင်းရက်တန့်ခဲ့ရပါတယ်။ဒီလိုအချိန်တွေသေဆုံးသွားခဲ့ရတဲ့ဖြစ်ရဆိုဟာဟီရိုရှီးမားမြို့တစ်မြို့ထဲမှာတင်ပြီးဆုံးမသွားခဲ့ပါဘူး။နောက်ထပ်3ရက်အကြာဩဂုတ်လ9ရက်နေ့မှာတော့ဒုတိယမြောက်အနုမြူဘုံကျဲချခံခဲ့ရတဲ့နာဂါဆာကီမြို့ရဲ့နာရီတွေဟာလည်းနနက်7:02မိနစ်ရောက်တဲ့အချိန်မှာတော့အလားတူပဲတပြိုင်နက်တည်းထာဝရရက်တန့်သွားခဲ့ရပြန်ပါတယ်။အနုမြူဘုံရဲ့ဖျက်ဆီးမှုအဟုန်ဟာလူတွေဝတ်ဆင်ထားတဲ့လက်ပတ်နာရီတွေအိတ်ဆောင်နာရီသေးသေးလေးတွေကိုတင်ရက်တန့်စေခဲ့တာမဟုတ်ပါဘူး။မြို့လေကောင်မှာရှိနေတဲ့နာရီစင်ကြီးတွေကိုပါတပြိုင်နက်တည်းအသက်မဲ့သွားစေခဲ့တာဖြစ်ပါတယ်ဟီရိုရှီးမားမြို့ပြကြီးရဲ့နေရာအနှံ့မှာရှိတဲ့အဆောက်အုံကြီးတွေအတွင်းကတိုင်ကက်နာရီတွေဟာလည်းဘုံပေါက်ကွဲတဲ့နနက်8:15မိနစ်တိတိမှာပဲတိုင်ကွက်တွေအကွဲပြီးလက်တံတွေထာဝရရက်တန့်သွားခဲ့ရပါတယ်ဒီလိုပဲဒုတိယမြောက်ဘုံတံကိုခံခဲ့ရတဲ့နာဂါဆာကီမြို့ကကသီဒရယ်ဖျားเจ้าကြီးရဲ့နာရီစင်ကြီးဟာလည်းနနက်7:02မိနစ်တိတိမှာရက်တန့်သွားခဲ့ရပြန်ပါတယ်
ဒီနေ့ခေတ်မှာတော့အဲ့ဒီကြေကွဲစရာကံကြမ္မာတွေကိုစီနဲ့ရက်တန့်သွားခဲ့တဲ့နိုင်အားလုံးကိုဟီရိုရှီမာငြိမ်းချမ်းရေးပြတိုက်ထဲမှာတမိုင်းဝင်တပ်တွေအဖြစ်စနစ်တကျထိမ့်သိမ်းထားပါတယ်ကျွမ်းကျင်တဲ့နိုင်ဆရာတအူးကအစိပ်အပိုင်းတွေလဲလှယ်ပြီးပြန်ပြင်းရင်ဒီနိုင်တွေဟာပြန်လဲပတ်နိုင်ကောင်းလဲပတ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ဂျပန်ပြည်သူတွေကသူတို့ကိုဘယ်တော့မှပြန်မပြင်တော့ပါဘူးဘာလို့လဲဆိုတော့ဒါဟာအချိန်ကိုညွှန်ပြဖို့မဟုတ်တော့ပဲစစ်ပွဲရဲ့အနိဋ္ဌာယုံကို8:15မိနစ်ဆိုတဲ့အချိန်အပိုင်းအစလေးထဲမှာကဘာတီတဲ့၍အော်ဟစ်တပ်တည်ခံဖို့ကြောက်ရွံ့လို့ငြိမ်သက်ရက်တန့်နေကြရတာမို့ပါသူတို့ဟာအချိန်ကိုမှတ်တမ်းတင်ရုံနဲ့မကပဲလူသားမျိုးနွယ်ရဲ့အမားတစ်ခုကြောင့်အရာအားလုံးဘလို့ပျက်စီးသွားခဲ့ရတယ်လဲဆိုတာကိုနှုတ်ဆက်ပြီးသတိပေးနေကြတာပါပဲဟီရိုရှီမာရဲ့8:15မိနစ်နဲ့နာဂါဆာကီရဲ့17:2မိနစ်ဒီအချိန်အပိုင်းအစလေးတွေဟာကျွန်တော်တို့ကိုကြေကွဲစရာတမိုင်းသင်ခန်းစာတစ်ခုပေးခဲ့တယ်လို့လက်ရှိကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အချိန်တွေကိုတန်ဖိုးထားတတ်ဖို့လဲသတိပေးနေပါတယ်အချိန်ဆိုတာနောက်ပြန်လှည့်လို့မရတဲ့အရာမို့လက်ရှိကျွန်တော်တို့အသက်ရှူဖြတ်သန်းနေရတဲ့မိနစ်တိုင်းစက္ကန့်တိုင်းဟာတကယ့်ကိုတန်ဖိုးရှိလာပါတယ်ဒီဖြစ်ရပေါ်သင်ရဲ့အမြင်ကောဘလို့ရှိပါသလဲမြို့ပြကြီးတစ်ခုလုံးကနိုင်ရီတွေကိုတစ်ချိန်တည်းမှာရက်တန့်ပစ်ခဲ့တဲ့ဒီသမိုင်းကြောင်းကိုကြည့်ပြီးမိတ်ဆွေဘာတွေတွေးမိလဲဆိုတာအောက်က comment မှာရေးသားဆွေးနွေးပေးခဲ့ကြပါဦးအခုလိုနိုင်ရီတွေအချိန်တွေရဲ့နောက်ွယ်ကစိတ်ဝင်စားစရာသမိုင်းကြောင်းတွေနဲ့ချို့ဝက်ချက်တွေကိုစက်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ TBR Watch Channel ကို like and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးပဲပေါ်ပါလွတ်လပ်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ